ဟိုတုန်းကတကြံတွင်လုံးဆိုရင်ကျွန်တော်ကပုတ်ပန်းမှာသွားပြီးတော့ဒိတ်ထံဝင်တယ်ဒိတ်ထံမှာဒိတ်ထံဝင်ပြီးသွားနေကြပါတော့အဲ့တော့ပုတ်ပန်းမှာဒီကြောင်တစ်ခုရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်ကြောင်လို့တော့ကျွန်တော်မပြောတော့ဘူးဘာလို့ဆိုမေတော်ကြီးကကျွန်တော်မရောက်တာကြတဲ့အခါကျတော့ရှိသေးလားမရှိတော့ဘူးလားလဲကျွန်တော်မသိတော့ဘူးပေါ့နော်အဲ့တော့သူရှိတက်ရှိတယ်ညာရှိသေးရဆိုရင် तू ကအဲ့လိုနာမည်ကြော်ကြားလာလို့ဘာလို့အဲ့လိုမျိုးလေအဲ့လိုရှိမှမဟုတ်ဘူးဆိုတော့သူ့အကြောင်းကိုကျွန်တော်သိနေလို့ပေါ့နော်အဲ့တော့ဒီကြောင်တစ်ခုမှာပေါ့မေတော်ကြီးတယောက်ရှိတယ်ပေါ့နော်ကျွန်တော်အများမေတော်ကြီးခေါ်တော့ကျွန်တော်လည်းမေတော်ကြီးခေါ်တာပေါ့နော်အမှန်တော့ယောဂီဝင်နေအသက်ကြီးပိုင်းမျိုးသမီးပါ80ကျော်80တန်းပေါ့90ကျော်တန်းပေါ့အဲ့တော့သူ့စီမှာသွားပြီးတော့ကျွန်တော်ပုတ်ပန်းမှာသွားနေလို့ရှိရင်သူ့ရဲ့ကြောင်မှာတဲတယ်ဇေယျမှာတဲတယ်ပေါ့နော်တဲတဲ့အခါကျတော့ဒါနှစ်တိုင်းသွားနေကြဆိုတော့တော်တော်ခင်ခင်မင်ဖြစ်နေပြီပေါ့သူ့စီမှာပါလဲဆိုတော့ဒီရန်ကုန်တို့မန္တလေးတို့နေပြည်တော်တို့လို့ပေါ့နော်အမျိုးမျိုးနေရလူတွေလာပြီးတော့သူကဒီကြောင်မှာတဲတယ်အဲတကြံတွင်းကိုဒါဒိဋ္ဌိနေပါလေဝင်ကြတယ်အများစုကတော့ဒုံတစ်ပါးဝတ်ကြတာပေါ့နော်ဒုံတစ်ပါးရဟန်းဝတ်တယ်ဝတ်ပြီးတော့မှဒိဋ္ဌိနေပါလေဝင်တယ်အဲ့ဒိဋ္ဌိဘာညာပြီးသွားရင်လည်းတော်တော်ထူးခြားမှုရှိတယ်လို့လေဒါပြောကြတယ်ပေါ့နော်ကျွန်တော်တို့ဒါသူ့မှာခင်မင်တို့တဲကြတော့နေကင်း7နာရီခွဲဟိုနည်းနည်းကြော်နေပြီပေါ့ကျွန်တော်ပြောတယ်ဟဲ့သွားတဲ့အပေါ်တက်သွားတဲ့ဆိုတော့ဒီအဲ့ဒီအပေါ်တက်သွားရင်ပေါ့ပူပါတောင်ကလေးပေါ်တက်တဲ့လမ်းကိုအဝေးတော့မတက်ပါဘူးအဲ့တော့9မိနစ်9မိနစ်နဲ့10မိနစ်ကြာတော့ပေါ့ခတ်တက်သွားရင်ရောက်တယ်အဲ့မှာသူကလှိုင်ကူလေးတစ်ခုရှိတယ်ကြောက်လှိုင်ကူပေါ့အဲ့တော့တဘာဝကြောက်လှိုင်ကူမှာသူကဒီတန်မန်းတကားတွေပါတက်ပြီးမှသူအထဲမှာလည်းပြုပြင်ထားတာပေါ့အထဲမှာဘုရားရုပ်ဘွားတို့တွေရှိတယ်နော်အဘလူရုပ်ထုတွေရှိတယ်သူကဘာပြောလဲဆိုတော့အပေါ်မှာလည်းဟိုတင်ဦးစင်းတွေပိတ်မိနေတယ်တဲ့တကားချက်တော့ဖြုတ်ပေးလိုက်အောင်လဲဆိုဦးစင်းတွေကမနေ့ပိုင်းကိုအဲ့ထဲမှာသွားပြီးတော့အဲ့ဒီကူထဲမှာသွားပြီးမှအဓိဋ္ဌံပတိစိတ်နေကြတယ်အပြင်ကပုတ်ပါဆိုမြောက်ကပေါ်တယ်မြောက်ကလာပြီးတော့မှအပြင်ကနေကြက်ထိုးပြစ်ခဲ့တယ်အထဲမှာဦးစင်းတွေကပြန်ထွက်လို့မရဘူးစွန်းသားချိန်နေပြီအဲ့တော့အဲ့ဒီဦးစင်းလေးတွေကတဘာဘာများမေတော်ကြီးကိုဖုံးနေပါလေဆက်မယ်ဆိုရင်လေအဲ့ဒီမေတော်ကြီးဖုံးဆက်တာသူဖုံးဆက်လို့ရှိရင်ပြောရင်တလန်းလုံးကြားတယ်ဆိုတဲ့အနေထားမျိုးတရက်ကွက်လုံးကြားတယ်အော်ဟိတ်ပြီးသူကပြောတဲ့လူကြီးတွေကအနာလည်းသိမကောင်းဘူးအဲ့တော့သူ့စီကိုဖုံးလိုက်ရင်သူဖုံးပြည့်တယ်ကြားရမယ်ဘာလို့ကျွန်တော်ကလည်းသူ့ဘေးနားနေထိုင်နေရပါတော့သူအဲ့လိုချက်ချင်းပြောတော့ကျွန်တော်သွားလိုက်တော့ဟုတ်တယ်ဟိုမှာဦးစင်းတွေတကားတကယ်ပဲပိတ်မိနေတယ်အဲတကားချက်ဖွင့်ပြီးတော့အဲဦးစင်းတို့အစွန်းစားမယ်အဲပြောလိုက်တယ်ပြန်လာတယ်ပေါ့နော်အလန်းလျှောက်လိုက်တယ်ပြန်လာတယ်ဒါတစ်ကြိမ်ပေါ့တခါကျတော့အဲ့ဒီတောင်ကလက်ပေါ့နော်တောင်ကလက်အခြေရင်းမှာသူကမေတော်နဲ့နန်းရှိတယ်အဲ့နဲ့နန်းမှာနဂနာဝဲလုံနေတယ်နဂနာဝဲလုံနေတဲ့ခါကျတော့အဲ့နဂနာဝဲမှာဆိုင်းနေဘုံနေနဲ့တီးမှုတ်နေတယ်ဆိုတော့တော်တော်လန်းတယ်ဒီဘက်ကရှိတဲ့ဇေယျနေရာလေးဆိုရင်တော်တော်လှမ်းတယ်သူကအဲ့ဇေယျရှိကနေထွက်ပြီးလှေကားပေါ်နေအကျယ်ကြီးကုန်းអော်တယ်သူနာမည်ပြောတာပေါ့နော်ဘသူကြီးဘွားကြီးပေါ့ဘာလို့ကျွန်တော်တို့ကအရေးတောက်ချင်တယ်ပြောလို့နွေရာသီရမ်းပူတော့နေ့လယ်2နာရီလောက်ကြီးတော်တော်ပူတယ်ထုတ်ဝေရမှာကိုတော်တော်ပူနေတယ်အဲ့တော့အေးတောက်ချင်လိုက်တာလို့ပြောတဲ့ချိန်မှာသူကအဲ့လိုလှမ်းអော်တာငါအဲ့ဒီအေးတောက်ချင်လို့တဲ့ကျွန်တော်စိတ်ထဲမှာတွေးမြာဘွားတို့ကတော့ဘာတွေရှောက်អော်နေမှမသိဘူးပေါ့အဲ့တော့သူကမှားလိုက်သေးတယ်ဘာတွေညာရေလုံးမလာနေတော့နဲ့အဖုံးဖွင့်လာတာရေမယူလာနဲ့အဖုံးပိတ်ပြီးသားပဲယူလာလို့ပြောတာအဲ့တော့တယောက်ရောက်လာတယ်အဲ့ဒီစုံညံနေတဲ့ပေါ့နော်ဒီဟိုဆိုင်းနေပုံတွေတီးတဲ့နေရာနေတယောက်ရောက်လာတယ်အေးပလင်း3မိနစ်လာပြီးသွားတယ်မေတော်ကြီးတော့တဲ့ဒီမှာတော့ဘာအဖုံးမှမဖွင့်တာဘူးတဲ့ပိတ်ထားတယ်တခြားကြည့်တယ်အေးဆိုပြီးတော့အဲ့ဒီအေးတွေကိုကျွန်တော်တို့တိုက်တယ်အဲ့တော့အခွေးကြီးကိုဟိုမှာလဲသူစုံညံနေရောသူဒီကနေဘယ်လိုဟိုကလူကမကြားနိုင်ဘူးဒါပေမဲ့သူတို့မှာအဲ့လိုမျိုးပေါ့ထူးခြားချက်လေးတွေရှိတယ်အဲနောက်တစ်ခေါက်ကျတော့နှစ်တိုင်းသွားနေရပါတော့တစ်နှစ်ကိုအဲ့လိုတစ်ခေါက်နှစ်ခေါက်အဲ့လိုထူးထူးခြားခြားလေးတွေကြုံတာနောက်တစ်ခေါက်ကျတော့ဗာလဲဆိုကျွန်တော်ကပြန်ကျင်တယ်ရန်ကုန်မှာအလုပ်ရှိတယ်အလုပ်ရှိတော့အတက်နေညနေပြန်မှဒီရန်ကုန်ကိုနှစ်ဆန်း1ရက်နေညနေတော့ရောက်မယ်နှစ်ဆန်း2ရက်နေမှာကျွန်တော်လုပ်စီအလုပ်တွေရှိတယ်ပေါ့အဲ့တော့ကျွန်တော်အတက်နေညနေပြန်မယ်ဆိုတော့နေလို့ပြန်လို့မရဘူးတဲ့အမေတို့ကြီးဘာလို့ပြန်ရမှာလဲပြန်မှာပေါ့လို့ကျွန်တော်တို့စိုင်ငယ်ကယ်ရီငါးကြီးပြန်တယ်ကားမရှိဘူးကြံတွင်းတွေသူဒီမှာဒီအထက်ဘက်ဒီမှာကြံတွင်းသူအခါတွင်းသူလုပ်ငန်းတော်များနားကြတော့လိုင်းကားမရှိဘူးအဲ့တော့ကယ်ရီငါးကြီးပြန်ကြတယ်ကယ်ရီငါးကြီးပြန်တော့ကျွန်တော်တို့ကပုတ်ပါတောင်ကနေဆင်းရင်ဒီကြောက်ပလောင်းရောက်ရင်ဒါပြန်လို့ရပြီလေကျွန်တော်ဒီလိုတွေးတယ်ပေါ့သူကပြန်လို့မရဘူးတဲ့ရတယ်ဘာလို့မရမှာလဲကျွန်တော်ပြန်တယ်ပြန်တဲ့ခါကျတော့ကျုပ်တောင်ကလေးကနေဆင်းလာပြီဘယ်လောက်မှဝေးမရောက်သေးဘူးအောက်ကတက်တဲ့ကားတွေရအပေါ်ကပြန်ဆင်းလာမယ်ကားတွေပေါ့နော်ကားတွေရှုပ်ရှက်ခတ်ပြီးတော့မှလမ်းပိတ်သွားတာဘလို့မှအောက်ကိုဆင်းလို့မရတော့ကယ်ရီတောင်ဆင်းလို့မရတော့အဲ့တော့
ကျွန်တော်တို့အထုပ်လေးဆွဲပြီးတော့ကိုနဲ့ပြင်ရောက်လာတယ်သူကပြောတယ်ငါမပြောဘူးလားတဲ့ဒီပြင်လို့မရပါဘူးဆိုတဲ့နင်တို့လက်ပြန်ပြန်ရလိမ့်မယ်လက်ပြန်မလက်ကိုပြန်ရလိမ့်မယ်တဲ့အေးလေးပြန်မှာတဲ့သူအဲ့လိုပြောတယ်အဲ့တော့ဒီຫນွေဘက်လည်းဖြစ်တယ်လီလာပိုင်းလည်းဖြစ်တယ်အေးလေးပြန်တယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့အဲကွန်းနဲ့ပြန်မှာတဲ့ဒီတောင်ကလေးပေါ်နေကျွန်တော်စင်လိုင်းကားနဲ့ပြန်မှာလဲအဲ့လိုင်းကားတွေကအဲကွန်းမရှိဘူးဒီလိုနဲ့ကျွန်တော်လည်းပြန်လို့မရမဲ့တူတော့နေလိုက်တာပေါ့တ냐အိတ်နေလိုက်တယ်နေလိုက်တော့နောက်နေ့မနေ့ကျတော့ကျွန်တော်တို့တော့အိတ်ရမထသေးဘူးမနေ့9နာရီလောက်မှာလူတယောက်လာပြောတဲ့အတန်ကိုကြားနေလိုက်ကြားလိုက်ရတယ်အိတ်ရတွေကနေအမေတော်ကြီးတဲ့ဟိုကြောက်တောင်းသွားမလို့တဲ့ကားကြုံရှိတယ်အဲ့ဒီပဲထည့်ပြီးမှသူတခါထည့်ပြီးလိုက်တဲ့သူပြောတော့အာနာကျွန်တော်တို့နှိုးတော့ကျွန်တော်လည်းထားပြီးရင်မိုးချိုးအထုပ်ဘိုးပြင်တော့အဲ့ဒီအမျိုးသားလည်းအရာတွေအေးစီလောက်ပါတဲ့ဆောင်းပြီးမယ်ပါညာပြောတော့ကျွန်တော်တို့လိုရေမိုးချိုးတာနဲ့ဝေစားလေးတာနဲ့ပစ္စည်းရတွေသိမ်းတာနဲ့ဆိုတာကျွန်တော်တို့8နာရီလောက်ဖြစ်သွားအောင်အဲ့ကြတော့ကားပေါ်တက်မယ်လို့မှကြီးလိုက်တော့မှကားကမတူကားလေးဖြစ်တယ်အဲကွန်းနဲ့ကျွန်တော်တို့ကားကလည်းတပြားမှမပြရဘဲနဲ့လမ်းကြုံကိုကျွန်တော်တို့ကြောက်ပြောင်းပူတာလေးရောက်သွားတယ်အဲ့ဒါထူးထူးခြားခြားပေါ့နော်နင်တို့ပြန်လို့မရဘူးကျွန်တော်မရဘူးမနေ့ကျမှပြန်အေးလေးအဲကွန်းနဲ့ပြန်မယ်လို့ပြောတယ်တကယ်အဲကွန်းနဲ့ပဲပြန်ရတယ်အဲ့ဒါတစ်နှစ်နောက်တစ်ခေါက်ကျွန်တော်ကြုံတဲ့ခါကျတော့ပါလိုက်ဆိုအခုလိုပဲပေါ့ပြန်ငါနီးမှာမေတော်ကြီးကကျွန်တော်ပြောတယ်ကိုကောင်နေရေမချိုးနဲ့တော့တဲ့သူကကျမှားလိုက်တယ်မဟုတ်လေတော့အခုဒီမှာရေချိုးပြီးတော့ဘယ်လိုလမ်းမှာဘယ်လိုရေချိုးလို့ရတော့မှာလဲအာငါမသိဘူးတဲ့ငါ့ကိုလာမပြောနဲ့သူကကျွန်တော်မပြောတော့နေလိုက်တယ်ကျွန်တော်တို့ကရေမိုးချိုးဝေးစားလေးအထုပ်ဖို့ပြင်မှာတခါပြန်ကြတာ哦အဲ့လိုနဲ့ကြောက်ပလောင်းပူလာရောက်တဲ့ခါကျတော့ရထားကနေ့လေတနာရီရထားတဲ့နေ့လေတနာရီရထားဆိုတော့နေ့လေတနာရီရထားကိုကျွန်တော်စောင့်တယ်ပေါ့ကြောက်ပလောင်းနေပြီးတော့ပဲစီနေပြီးတော့နေရန်ကုန်ပြန်စီးမယ်ပေါ့ဒါမှမဟုတ်လည်းနေပြီးတော့နေကားစီးမယ်ပေါ့နေ့လေတနာရီရထားဆိုတော့ကျွန်တော်နေ့လေတနာရီရထားမလာဘူး2နာရီလည်းမလာဘူး3နာရီလည်းမလာဘူးနောက်ဒါဘူဒါမှာစုံစမ်းလိုက်တော့ရထားပြက်နေတာတဲ့ညနေ9နာရီမှလာလိမ့်မယ်9နာရီ9နာရီခွဲမှလာလိမ့်မယ်ဆိုတော့ဒါဆိုကျွန်တော်တို့တနေ့ကုန်ပေါ့ထမင်းတွေပိုင်းတောက်ဝဲထွက်စားလိုက်ဘူဒါမှာပြင်လာထိုင်နေလိုက်ကျွန်တော်အဲ့လိုလုပ်နေရတာရထားမလာမချင်းပေါ့အဲ့ဒီအချိန်မှာဒီကျွန်တော်ဒီအခပြီးအိမ်သားပေါ့နော်အပေါ်ပါသွားတဲ့နေရာမှာအပေါ်ပထမတော့အပေါ်ပါသွားတာပဲအညာနေနေဆိုတော့တော်တော်လေးပူတယ်အပေါ်ပါသွားရင်အဲ့ပန်သွားတနေရာမှာအစလေးရေးထားတယ်ရေတစ်ခါချိုး200ကျက်တယ်အဲ့တော့ရေကိုကြည့်လိုက်တော့လေကြောက်စီရင်ထည့်လာတာမကြီးပင်ကြီးအောက်မှာအေးစိတ်နေရပဲရေချိုးကျင်သေးတော်တော်ပေါက်လာတယ်အဲ့ဒါနဲ့ကျွန်တော်ရေချိုးလိုက်တယ်အဲ့မှာ200ပြီးပြီးကျွန်တော်ရေချိုးလိုက်တယ်ရေချိုးပြီးတော့အဝတ်စားလဲပြီးတဲ့ကျွန်တော်တောက်လျှောက်ဖြားတာအိမ်နားမှာရှိတဲ့ဆေးတွေဘာတွေရှာဝယ်တောက်ပြီးအဲ့လိုနေနေရဖြားတယ်နောက်ရထားပေါ်တဲ့တလန်လုံးဖြားတက်ပြီးလိုက်လာတယ်ရန်ကုန်ပြန်ရောက်တော့ကျွန်တော်ဆေး2ကြိမ်3ကြိမ်တောင်ထပ်ပြီးထိုးလိုက်ရတယ်အဲ့တော့သူတို့ကအဲ့လိုထူးထူးခြားခြားပေါ့ကြိုတိတာလေးတွေသူတို့မှရှိတယ်ထူးထူးခြားလေးတွေရှိတယ်အဲ့တော့ဒီလိုကြီးထိုင်ပြီးဟောပြောနေတာပေါ့နော်လူတရားအကန်ကျင်မှာအဲ့လိုဟောပြောနေတာမျိုးတော့ကျွန်တော်မတွေ့ဘူးသေးဘူးအဲ့လိုမှန်ကန်ဟောပြောနေတာမျိုးတော့မတွေ့ဘူးသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်မေးကြည့်ဘူးလေနောက်တစ်နေ့ကျတော့မေတော်ကြီးအကြမ်းမြင်ရနေလားဆိုတော့ तू ကငှောက်တယ်အဖေတို့ကတဲ့ငါတို့ကိုခိုင်းကောင်းအောင်နည်းနည်းပပြီးထားတာလေ तू ပြောတဲ့အဖေတို့ဆိုတာ तू ကအဘကဘိုးမင်းကောင်ကြီးကို तू ကအဘလို့မခေါ်ဘူးအဖေလို့ခေါ်တာပြီးတော့ပြောလိုက်ရင် तू အဖေတို့ကပေါ့နော် तू ကအဖေတို့ကသူတို့ကိုခိုင်းကောင်းအောင်လို့နည်းနည်းပပြီးထားတာတဲ့သူပြောပြတာလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတခြားတော့မေးလို့မရဘူးသူ့ကိုမေးလိုက်လို့ရှိရင်သူကဖြည့်ချင်မှဖြည့်ရပေါ့ဒီလိုမျိုးမေတော်ကြီးနဲ့ကျွန်တော်နေပေါ့နော်အဲ့လိုမျိုးဇလန်းရှိတယ်အဲ့တော့ဒီအကြမ်းမြင်နဲ့ပတ်သက်လို့ရှိရင်ဒါကျွန်တော်ကလည်းဝါသနာပါတယ်ဆက်စုတယ်ပေါ့တကယ်ရှိလားပေါ့နော်ဒါကျွန်တော်လက်တွေ့မှာကြုံမှုတဲ့ဒီအကြမ်းမြင်နဲ့ပတ်သက်တာကတော့ဒီလက်တွေ့အမှန်ကန်လေးပေါ့နော်ဒီလိုတိုက်ဆိုင်မှန်ကန်တာလေးတွေတော်တော်များတွေ့ဘူးတာတော့ဒါဒီပုပ်ပါတောင်မှာကြုံခဲ့ဘူးတာလေးဖြစ်ပါတယ်ပြောရင်တော့ထူးထူးခြားခြားအနေနဲ့လေပုပ်ပါတောင်ဆိုတာတော့ဒါမြန်မာနိုင်ငံရဲ့ဝိဇာတို့ရဲ့ဒါတပနဲ့နေရာလို့တော့ပြောလို့ရတာပေါ့နော်မူလနဲ့တဲ့နေရာလို့တော့ပြောလို့ရတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာတော့ဒါပြောလို့ရတော့အထွေထူးတော့မရှိဘူးဒါကျွန်တော်ဒါအကြမ်းမြင်နဲ့ပတ်သက်လို့အကြမ်းမြင်ဆိုတာတကယ်ရှိသလားမရှိဘူးလားပေါ့နော်အမှန်ကန်လားဂျင်းလားဆိုတာဟုတ်ဒါမိတ်ဆွေတို့လည်းဒါကိုစိတ်ကူးထဲမှာရှိတာတွေနောက်ပြီးတော့ကိုတွေ့ဘူးကြုံမှုတယ်လက်တွေ့ဖြစ်မှန်လေးတွေရှိရဆိုရင်လည်းကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာ UFB ပညာဖြစ်ပါတယ်ခုနှစ်သားသမီးများအားလုံးကိုယ်ကြီးကျမ်းပါခြင်းစိတ်ကျမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်ဝကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်